ဖန်ဆင်းရှင်ထော်ရဖျားကဘယ်လိုဖြစ်လာတာလဲလူသားတွေကဖန်ဆင်းခံတွေလားအားလုံးမင်္ဂလာပါဒီနေ့မှာတော့ညီကိုတယောက်မစင်ကြမှာလာမေးထားတဲ့ဖန်ဆင်းရှင်ထော်ရဖျားဘယ်လိုဖြစ်လာတာလဲလူသားတွေကဖန်ဆင်းခံလားဆိုတဲ့မိကွန်းအောင်မှာဒီဗီဒီယိုနဲ့သူဖြည့်ရှင်းတော့ပေးချင်ပါတယ်မှန်ပါတယ်လူသားတွေကဖန်ဆင်းခံတတ်သွားတယ်ဖြစ်ပါတယ်လူသားတွေဒါမှကစကြဝဠာအစူးစူးဂျိုအစူးစူးနဲ့အတူခတ်သိမ်းသောအရာတို့ဟာလည်းဖန်ဆင်းခံအရာများဖြစ်ကြပါတယ်ဒီတော့ဖန်ဆင်းရှင်ထော်ရဖျားကဘယ်လိုဖြစ်လာတာပါလဲဒီမိကုန်းအရာစိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့ဖျားသခင်ကလူကိုဖန်ဆင်းတဲ့အခါလူသားတွေစီမှာဉာဏ်ပညာအစွမ်းစားတွေပေးထားပါတယ်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေပေးထားပါတယ်ဒီမှာကျွန်တော်တို့အခုတည်ထားရမှာကဖခင်ကလူကိုပေးထားတဲ့ဉာဏ်ပညာအစွမ်းအစားတွေအရာအလုံးကအကန့်အသတ်နဲ့ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်နားလည်သဘောပေါက်ဖို့လိုပါတယ်ဒါကြောင့်မို့လူသားတွေစီမှာဖခင်ဘယ်လိုဖြစ်လာတာလဲဆိုတဲ့အရာကိုမရှာနိုင်ပါဘူးဘာကြောင့်လဲဆိုရင်လူသားတွေကဖန်ဆင်းခံဖြစ်နေလို့ဖြစ်ပါတယ်ဖန်ဆင်းခံကဖန်ဆင်းရှင်ရဲ့အကြောင်းကိုမသိနိုင်ပါဘူး။ကိုယ်စင်အောင်မသိနိုင်ပါဘူး။ဖန်ဆင်းခံလူသားတွေကဖန်ဆင်းရှင်ဖရာသခင်ရဲ့အကြောင်းကိုသဘောတဘာဝအလေးအလာတို့ကိုတီးခွင့်ရှိပါတယ်။ဒါပေမဲ့ဖရာတီးစီတဲ့အရာလောက်တာတီးနိုင်ကြပြီးတော့အကုန်အစင်မသိနိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်လူသားတွေရဲ့စဉ်းစားတွေးခေါ်နိုင်စွာဉာဏ်ပညာကအကန့်အသတ်နဲ့ရှိနေလို့ဖြစ်ပါတယ်။တကယ်လို့လူသားတွေကဖန်ဆင်းရှင်ထာဝရဖရာရဲ့အကြောင်းကိုအိတ်တုံဖာမောက်အရာအလုံးသိမယ်ဆိုရင်အဲ့ဒီဖရာကအဲ့ဒီပုဂ္ဂိုလ်ကဖရာစစ်ဖရာမှန်မဖြစ်နိုင်ပါဘူး။သူ့ရဲ့အကြောင်းကိုအကုန်အစင်သိနေတယ်။သူ့ရဲ့ဖြစ်တည်မှုကိုအကုန်အစင်သိနေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဖန်ဆင်းခံအရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုထဲမှာပြောပြချင်တယ်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေ။